Are you under the weather? Weather? Weather is fun. No, I mean, are you sick? Yes, I'm sick, but the weather is so good. No, are you under the weather? It means are you sick? အဲ့တော့ဗောနော် are you under the weather ဆိုတာကမင်းကနေမကောင်းလားလို့မေးอ่ะ Yes, I'm under the weather. အဲ့တော့ကျမတို့ကဗောနော်ဒီသူများကဗောနော်နေမကောင်းဘူးလားအဲ့လိုမေးချင်တယ်ဆိုလို့ရှင် are you under the weather သုံးလို့ရပါတယ်သူကတော့ idiomatic အသုံးဖြစ်ပါတယ်ဗောနော် idiom အသုံးလေးဖြစ်ပါတယ်ဆိုလို့ရှင်ကိုယ်တိုင်ကနေမကောင်းအနေသိမကောင်းဆိုလို့ရှင် I'm under the weather အဲ့လိုပုံစံမျိုးနဲ့သုံးလို့ရပါတယ် I need to eat medicine. No, you have to say I need to take medicine. Take medicine? အဲ့ဒါဆိုဆေးတောက်မယ်ဆိုလို့ရှိရင် medicine ကို take နဲ့တွဲပြောရတာပေါ့နော်ဟုတ်တယ်ကျမတို့ကပေါ့နော်ဒီဆေးကိုတောက်မယ်ပေါ့နော်ဆေးတစ်ခုကိုတောက်ရမယ်ဆိုရင်အဲ့ဆေးရဲ့အရှိန်ပါပေါ့နော် take ဆိုပြီးတော့တွဲပြီးတော့သုံးမရတယ်for example I have to take paracetamol ပေါ့နော်ငါ paracetamol ကိုတောက်ရမယ်အဲ့လိုအဓိပ္ပာယ်ပဲဖြစ်ပါတယ်ပြောလက်စနဲ့ပေါ့နော်ဒီဆေးနဲ့သက်ဆိုင်တဲ့ idiom လေးနှစ်ခုကိုဆက်ပြီးတော့ပြောပြသွားပါမယ်ပထမ idiom ကတော့ a bitter pill to swallow a bitter pill to swallow အဲ့အဓိပ္ပာယ်ကတော့ဗောနော် bitter ဆိုတော့ခါရပေါ့နော်ခါတော့ဆိုတဲ့အဓိပ္ပာယ် pill ကတော့ဒီဆေးပေါ့နော် a bitter pill to swallow ဆိုတာမျိုးချဖို့ပေါ့နော်ခဲရင်းတဲ့ဆေးဆိုတာသူကတော့ဘာအဓိပ္ပာယ်လဲဆိုလို့ရှိရင်ဗောနော်ဒီတစ်ခုခုပေါ့နော်ကိုကလက်ခံရမယ်ဒါပေမဲ့အဲ့ကိစ္စကိုကိုကလက်မခံချင်ဘူးဗောနော်လက်ခံမှာဖြစ်ပေမဲ့လည်းလက်ခံဖို့ခက်တဲ့ပေါ့နော်ကိစ္စမျိုးဆိုရှင်ကျမတို့က a bitter pill to swallow ဆိုပြီးသုံးလို့ရပါတယ်ဒီမချစ်တော်လဲအောင်းကနေရတယ်အဲ့လိုပုံစံမျိုးပေါ့နော်ဒီလက်မခံချင်မဲ့နဲ့လက်ခံရမယ့်ကိစ္စမျိုးအဲ့လိုပုံစံမျိုးဆိုရင် a bitter pill to swallow for example losing someone you love is a bitter pill to swallow အဲ့တော့ကိုယ့်ရဲ့ပေါ့နော်ချစ်တဲ့သူကိုဆုံးရှုံးရတာကဒီလက်ခံဖို့ခက်တဲ့ကိစ္စတစ်ခုပဲဖြစ်တယ်နော်ဒီလိုပုံစံနဲ့သုံးလို့ရပါတယ်ပြီးနောက်ထပ်တစ်ခုက get a taste of their own medicine get a taste of their own medicine အဲ့ဒါကတော့သူတို့လုပ်ခဲ့တဲ့ပေါ့နော်အတိုင်းပေါ့နော်မကောင်းတဲ့ကိစ္စကိုသူတို့ကလုပ်ခဲ့တယ်အဲ့အတွက်အကျိုးဆက်ကိုသူတို့ပြန်ခံစားရတယ်သူတို့ဝစ်လဲဆိုတဲ့ပုံစံမျိုးပေါ့နော်ဥပမာဆိုလို့ရှင် bullies can get a taste of their own medicine by being bullied by others bully ဆိုတာဥပမာဒီအနိုင်ကျင့်တဲ့သူတွေကပေါ့နော်သူတို့ရဲ့ဝစ်ကိုပြန်ပြီးတော့ဆက်ရတယ်ဘာကြောင့်လဲဆိုတော့တခြားသူတို့ထက်ပေါ့နော်အားကြီးတဲ့သူတွေကပေါ့နော်သူတို့အနိုင်ကျင့်တယ်အဲ့ဒီအချိန်မှာဆိုရှင်သူတို့လုပ်ခဲ့တဲ့အတိုင်းသူတို့ပြန်ပြီးခံစားရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ပြီးရင်နောက်ဒီဟာကိုပဲပေါ့နော် give နဲ့လည်းသုံးလို့ရတယ်ဒီမှာဆိုလို့ရှင် give them ဒါမှမဟုတ် give someone a taste of their own medicine သူတို့ပေါ့နော်လုပ်ခဲ့တဲ့အတိုင်းသူတို့ပြန်လုပ်တယ်ပေါ့နော်ပြန်ပြီးလက်စားချေတဲ့ပုံစံမျိုးပေါ့I gave him a taste of his own medicine ငါကပေါ့နော်သူလုပ်ခဲ့တဲ့အတိုင်းပဲပေါ့နော်သူ့ကိုပြန်ပြီးတုံ့ပြန်လိုက်တယ်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်ကဲအဲ့ဒီနေ့တော့ဒီလောက်ပါပဲ goodbye